epiprine ကို PMS လက္ခဏာတွေဖြစ်တဲ့စိတ်အပြောင်းလဲဖြစ်တာစိတ်တူလွယ်တာစိတ်တက်ကြတာဝမ်းနည်းလွယ်တာခေါင်းကိုက်တာဝမ်းပိုက်မအီမတာဖြစ်တာအိမ်အောင်ရေးကိုစိတ်မပါတာရင်သားတွေတင်းတာနာကျင်တာအသားရည်ခြောက်တာအမဲဆက်တွေထွက်တာဝက်ချံတွေထွက်တာအစာမစားခြင်းတာအိမ်မပြောတာမောပန်းလွယ်တာပေါ့နော်စတာတွေကို evening primrose wine ပါတယ်ဒီလိုမျိုး epiprine ကို3လကနေ6လလောက်အထိကိုနေ့စဉ်ပုံမှန်လေးပေါ့နော်တောက်ပြီးမယ်ဆိုလို့ရှိရင် hormone balance ကိုပေါ့နော်ပုံမှန်ထိန်းထားနိုင်ပြီးတော့အဲ့ PMS လက္ခဏာတွေကိုတက်တာလာတာကိုတွေ့ရှိရပါတယ်ဒါအပြင်အသက်40ကျော်လို့ရှိရင်စတင်ပြီးတော့ခံစားရတဲ့သွေးဆုံးခြင်းမတိုင်ခင်လက္ခဏာတွေကိုလည်းတက်တာဖို့ရအတွက်ပေါ့နော် epiprine ကအကူအညီပေးနိုင်ပါတယ်သွေးဆုံးကိုင်းလက္ခဏာတွေကဘာတွေလဲဆိုလို့ရှိရင်အိမ်မပျော်တာရင်သားတွေပျော်တွဲတာစိတ်ရှုပ်လွယ်တာစိတ်အတက်ကြများတာပေါ့နော်ဝမ်းနည်းလွယ်တာစိတ်တက်ကြတာဝိတ်တက်လွယ်တာဒီမိမကိုခြောက်တွေ့တာအစားပြက်တာအယိုးပွားတာလူကပူလိုက်အေးလိုက်ဖြစ်တာမောပန်းလွယ်တာမျက်နှာအသားရည်ကခြောက်တွေ့လွန်တာတချို့မှဆိုလို့ရှိရင်တော့အစီပြန်လွန်တာနှလုံးခုန်မမှန်တာမျိုးတွေပဲဖြစ်ပါတယ်ပြောရလို့ရှိရင်တော့တချို့လက္ခဏာလေးတွေကပေါ့နော်ရာသီမလာခင်မှာခံစားရတဲ့ PMS လက္ခဏာတွေနဲ့တွားပြီးတော့စင်တာကိုတွေ့ရှိရပါတယ်